ဝဆိုတာစိတ်မှရင်တော့အနာကျင်တတ်တာမှာပေါ့စိတ်ပြိုရင်ငိုရမယ်စိတ်မနိုင်ရင်ဘဝရိုက်မယ်စိတ်ခိုင်မှဘာမဆိုရင်ဆိုင်နိုင်မယ်လိုချင်တာတွေတဲကလိုအပ်တဲ့လောက်ပဲရွေးယူပါအကောင်းတွေကိုမျှော်တွေးပြီးအဆိုးတွေကိုကြော်လွှားပါစိတ်တကားကိုဖွင့်ထားပါမေတ္တာတရားကိုယုံကြည်ပါစုပ်ထားတဲ့လက်နဲ့ဘာမှယူလို့မရတယ်လို့ငုံပြီးလမ်းလျှောက်နေတဲ့သူဟာလည်းရှေ့ကအရာတွေကိုဘာမှမြင်ရမှာမဟုတ်ပါဘူးနာကျင်မှုတွေကိုမွေးမထားပါနဲ့တယောက်ယောက်ကကိုယ့်ကိုမရှစ်လဲကိုယ့်ကိုရှစ်တဲ့လူတွေအများကြီးရှိပါသေးတယ်လူတိုင်းစီကတော့အစစ်အမှန်ကိုရနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်စီကတော့အစစ်အမှန်တွေပဲပေးလိုက်ပါဘဝဆိုတာစိတ်ကူးရင်ရတဲ့အရာမဟုတ်ပါဘူးလက်တွေ့ရင်ဆိုင်ရတဲ့အရာပါ